မင်္ဂလာပါ12ရက်3လ2025အတွက်တရက်တာပေါ့နော်ခုနှစ်သားသမီးရဲ့တရက်တာကံကြမ္မာလေးကိုကောင်းလားဆိုးလားဆိုတော့ကျွန်တော်ကြည့်ပေးမှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တနင်္ဂနွေသားသမီးကနေစကြည့်ပေးမယ်ကျွန်တော်ကတ်တွေလည်းဆွဲပြီးပါပြီเนาะကြာနေမှာဆိုလို့အဲ့တော့တနင်္ဂနွေသားသမီးများရဲ့တရက်တာကံကြမ္မာမနေ့ဖြန်12ရက်နေ့အတွက်ကမော်တစ်ပင်ဆိုတာလေးကြာတယ်အဲ့တော့ကောင်းတဲ့အရာလေးတွေဖြစ်လာဖို့ရှိတယ်ဟိုကိုကရုတ်တရက်မထင်မှတ်ထားဘူးပေါ့နော်အဲ့လိုမျိုးမထင်မှတ်ထားတဲ့အရာလေးတွေဖြစ်လာတတ်တယ်ဒါပေမဲ့အဲ့ဒါလေးတွေကကောင်းတဲ့အရာလေးတွေဖြစ်ဖို့များတယ်နောက်တစ်ခုကတနင်္လာသားသမီးတွေကတော့ဒီမှာကလေးမလေးဆိုတော့ကပ်ပေါ့နော်အဲ့တော့မနက်ဖြန်တရက်တာမှာတနင်္လာသားသမီးတွေက12ရက်ပေါ့နော်12ရက်နေ့မှာတနင်္လာသားသမီးတွေကစိတ်ချမ်းသာစရာလေးတွေကြုံတွေ့ရနိုင်တယ်ပေါ့နော်အဲ့တော့တနင်္လာသားသမီးတွေလည်းကံကောင်းနေတယ်ပြီးတော့အင်္ဂါသားသမီးတွေကဒီမှာနေထွက်ခြင်းဆိုတဲ့ကပေါ့နော်မနက်ဖြန်မှာလောက်ကန်ခွင်လန်းနေပွင့်လန်းတာပျော်ရွှင်စရာလေးတွေရှိတာအောင်မြင်တာလေးတွေရှိလာလိမ့်မယ်အဲ့တော့ပြီးတော့ဗုဒ္ဓဟူတွေကတော့ဒီမှာကြာလာတဲ့ကက်ကတောင်ဆွဲနမိတ်ပေါ့နော်ဒီနမိတ်ကအနေငယ်ခက်ခဲနိုင်တယ်ကိုမှကိုကအလုတ်ဝင်ပြီးတာအဲ့လိုမျိုးကိုမနိုင်ဝင်ထမ်းရတာမျိုးဖြစ်တတ်တဲ့မနက်ဖြန်တရက်တာမှာအဲ့တော့ဗုဒ္ဓဟူကြာလာပြီးကတော့ဒီမှာခွေးဆွဲနမိတ်ပေါ့နော်အဲ့တော့ခွေးကမျောနေတယ်ပေါ့နော်ခွေးရဲ့ဘောင်းမျောနေလဲဆိုတော့ဇာကပုံလေးလည်းရှိပါတယ်အဲ့လိုတော့ကိုကစောင့်စားနေတဲ့အရာတွေကဖြစ်မလာသေးဘူးအဆင်မပြေလာသေးဘူးဆိုတော့နမိတ်ကိုမြင်ရတယ်ပေါ့နော်ကြာတာပရိသတ်သမီးတွေအဲ့တော့တောက်ကြာသားသမီးတွေကဒီမှာဒီကက်ကလေးပေါ့နော်အဲ့တော့ကိုကမနက်ဖြန်တရက်တာမှာကိုဘာမှလုံးစရာမရှိဘူးလုံးစရာကိုင်းစရာမရှိဘူးဆိုတဲ့ပုံစံဖြစ်နေတတ်တယ်ဒါပေမဲ့ကိုကကောင်းတာတွေကိုစိတ်တည်ငြိမ်နဲ့လုပ်ဖို့တော့လိုအပ်တယ်ပေါ့နော်အဲ့တော့မနက်ဖြန်တရက်တာမှာစိတ်ကလေးတော့နည်းနည်းတည်ငြိမ်ထားပြီးတော့ကိုလုံးစရာရှိတာလေးတွေကိုလုပ်ပါစနေသားသမီးတွေကတော့မနက်ဖြန်တရက်တာအတွက်ကံကြမ္မာကတော့ဝါမဆွေနှွေးပေါ့နော်အဲ့တော့ဒီကမနက်ဖြန်မှာတတိထားမယ်အန်ရီလေးတွေရှိတယ်ဘယ်ဘက်ဆလောက်ဘယ်ဘက်လက်ဒါလေးနဲ့ပတ်သက်ပြီးဖြစ်တယ်ပြီးတော့မျက်လုံးပေါ့နော်အဲ့ဒါလေးတတိထားရမယ်စနေသားသမီးတွေကမနက်ဖြန်တရက်တာမှာကံညံ့နေတယ်ကိုအန်ရီပြီးနိုင်တဲ့အရာလေးရှိတယ်အဲ့တော့တတိထားပါအဲ့ဒါလေးပြောချင်ပါတယ်အားလုံးကိုကြမ်းမှချမ်းသာကြပါစေခင်ဗျာပြောဖို့မိပါလို့ကျွန်တော်အကောင့်လေးလည်း follow လုပ်ပါအောင် comment လေးရေးသွားအောင်ပြီး share ပေးသွားအောင်ပြီးလို့ရှိရင်ကျွန်တော်တရက်တာကံကြမ္မာတွေနဲ့အဲ့လိုတပတ်စာကံကြမ္မာတွေကိုအစုံပေါ့နော်ကျွန်တော် YouTube မှာလည်းတင်ပေးထားတယ်ကျွန်တော် YouTube channel လေးကိုလည်းဝင်ပြီးတော့ subscribe လုပ်သွားပါအောင်ခင်ဗျာကျွန်တော် bio မှာ link လေးပေးထားတယ်ကျေးဇူးတင်ပါတယ်